တောင်ယာလန်းကဝိညာဉ်ထမ်းစဉ်ကျွန်တော်ငယ်ငယ်ကချင်းတောင်ပေါ်မှာနေထိုင်ခဲ့စဉ်ကပေါ့ချင်းလူမျိုးတွေရဲ့ရိုးရာအတုပဓလေ့ဟာတောင်ယာမှာဖြစ်စေရွာထဲမှာဖြစ်စေတကယ့်ကိုစီကားလာပါတယ်နာရေးရှိပြီဆိုရင်ဘေးအိမ်နီးချင်းတွေဆွေမျိုးသားချင်းတွေဟာခေါင်ရည်အိုးတွေနွားနောက်တွေဝက်တွေကိုတည်ပြီးကူညီကြရပါတယ်အဲ့ဒီလိုကူညီတဲ့နေရာမှာလည်းအပြန်အလှန်တဘိုးရှိပါတယ်ကိုယ့်အိမ်မှာအခက်ခဲရှိတုန်းကကူညီဘူးတဲ့အိမ်ကိုပဲပြန်ပြီးကူညီရတဲ့ဓလေ့ပါအဲ့ဒီတုန်းကကျွန်တော်ဒုတိယတန်းလောက်ပဲရှိဦးမဲ့ထင်တယ်ဒီနေ့မှာတော့ဘေးအိမ်ကတောင်ယာတဲမှာနာရေးရှိလာတယ်အဲ့ဒီနေ့ကည8 နာရီလောက်ရှိပြီအဖိုးရဲ့အဖွားရဲ့ကျွန်တော်ရဲ့3ယောက်သားထင်းရှူးမီးတိုင်လေးကိုကင်ပြီးနာရေးရှိတဲ့တောင်ယာတဲကိုလမ်းလျှောက်သွားကြတယ်ပတ်ဝန်းကျင်တစ်ခုလုံးကမောင်မဲနေပြီးထင်းရှူးမီးအလင်းရောင်လေးကသာလမ်းကိုပြနေတာပေါ့လမ်းလျှောက်နေရင်နာရေးတဲကိုမရောက်ခင်အကွေ့တစ်ခုအရောက်မှာကျွန်တော်တို့ရှိကနေလူ6ယောက်ထွက်လာပါတယ်သူတို့ဟာချင်းရိုးရဝတ်စုံတွေကိုအပြည့်အစုံဝတ်ဆင်ထားပြီးအလောင်းကိုထမ်းလာကြတာပါဘသူတွေလဲဟာဆိုပြီးကျွန်တော်တေချာကြည့်မိတယ်အလင်းရောင်အောက်မှာမြင်နေပေမဲ့ကျွန်တော်လုံးဝမမြင်ဘူးတဲ့ရွာထဲကလူတွေနဲ့လည်းမတူတဲ့သူတွေဖြစ်နေပါတယ်ထူးဆန်းတာကအဖိုးနဲ့အဖွားဟာသူတို့ကိုမြင်ရက်နဲ့လမ်းဘေးကိုဖေးမပေးဘူးဆက်လျှောက်နေကြတယ်ကျွန်တော်ကတော့အလွန်ကြောက်လန့်ပြီးတုံတုံကြီးမဲ့လမ်းဘေးကိုကတ်ဖယ်ပေးလိုက်ရပါတယ် Thank you သူတို့6ယောက်ကကျွန်တော်တို့ဘေးကနေတိတ်တဆိတ်ဖြတ်တန်းသွားကြတယ်နာယီတဲကိုရောက်တော့လဲအဲ့ဒီလူတွေကိုမတွေ့ရတော့ဘူးအတုပအခမ်းအနားပြီးလို့ည7 နာရီလောက်မှာကျွန်တော်တို့တောင်ယာတဲကိုပြန်ရောက်ကြတယ်အိမ်ပြန်ရောက်ချင်းပဲကျွန်တော်ကကြောက်လန့်နဲ့အဖိုးအဖွားလမ်းမှာလူ6ယောက်အလောင်းထမ်းလာတာတွေ့တယ်ဘာလို့မရှောင်ဖေးတာလဲလို့မေးနေတယ်အဖိုးနဲ့အဖွားကတယောက်မျက်နှာတယောက်ကြည့်မိငါတို့ကဘသူ့ကိုမှမတွေ့ဘူးလမ်းမှာဘာမှမရှိပါဘူးလို့ပြောကြပါတယ်ကျွန်တော်ထိုအမျိုးသမီးမျက်နှာကိုမြင်ခဲ့ပါတယ်နာမည်ကိုထုတ်မပြောရဲလို့လားညင်နေခဲ့ရပါကျွန်တော်မြင်ခဲ့တဲ့အလောင်းဟာကျွန်တော်အမေဘက်ကအမျိုးဖြစ်ပြီးသူကအမျိုးသမီးဖြစ်ပါတယ်သူမဟာတလအကြာမှာပဲအဲ့ဒီတောင်ယာမှာပဲစွန့်ပါခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးအဖိုးနဲ့အဖွားကသူတို့မမြင်ရတဲ့အရာကိုကျွန်တော်ကမြင်ခဲ့တာလို့ပြောကြပါတယ်ဒါဟာချင်းတောင်ပေါ်မှာညဘက်တောင်ယာလမ်းတွေမှာကြုံတွေ့ရတတ်တဲ့ထူးဆန်းထွေလာတစ်ခုလိုပဲခံယူထားရပါတယ်ဒီနေ့အထိအဲ့ဒီလူ6ယောက်ရဲ့မျက်နှာကိုပြန်တွေးမိရင်ကြက်တီးတဖြန်းဖြန်းထမိတော့မှာပဲနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ